အားလုံးပဲမင်္ဂလာပါမေလ12ရက်နေ့တင်းလာနေညအင်္ဂါနေ့မနေ့တနင်္လာရီခွဲအချိန်မှာရှင်မြန်ကစားမယ့်အင်္ဂလန်ပရီးမီးယားလိပွဲစဉ်36အဖြစ်တော်တင်အောင်စပါတင်နဲ့လီယူနိုက်တက်အသင်းတို့ရဲ့လန်ဒန်ဒါဘီပွဲစဉ်တစ်ပွဲကတော့ရှင်မြန်ကစားမှာဖြစ်ပါတယ်အဲဒီပွဲလေးကိုလည်းသုံးသပ်ပေးခြင်းမှာလက်ရှိဒီနေ့အသင်းရဲ့အမှတ်ပေးစရာရပ်တည်မှုမှာတော့ဒီရမှတ်43မှတ်နဲ့အမှတ်ပေးစရာရဲ့အဆင့်16နေရာမှာရှိနေတဲ့လီယူနိုက်တက်နဲ့မပေးကြအဆင့်ဆက်ခွန်ရမှတ်39မှတ်နဲ့ရှိနေတဲ့တော်တင်အောင်စပါတင်တို့ရဲ့အားပြမှုဖြစ်ပါတယ်လက်ရှိလီယူနိုက်တက်ကတရားနေကြကြည့်မယ်ဆိုလို့ရှိရင်တော့ဒီတန်းစင်းစုံစရာအနေနဲ့ရှိနေတယ်တိုးပေမဲ့လည်းလက်တွေ့ကြကြည့်ပြန်ကြည့်မယ်ဆိုရင်တော့သူတို့အနေနဲ့လွတ်ဖို့ကတော့ရာဂိုင်းလုံးတော်တော်များများရှိနေတာဖြစ်ပါတယ်လက်ရှိအနေနဲ့ကြားရောက်နေရတော့အင်ရှင်တော်တင်အောင်စပါတင်ပေါ့နော်တော်တင်အောင်စပါတင်ကဒီတနင်္ဂနွေနေ့ကန်နေတဲ့ဝက်ဆန်ယူနိုက်တက်တဲ့အာဆင်နယ်အသင်းတို့ရဲ့အဖြစ်ရလဒ်ကတော့ဘယ်လိုထွက်လာလဲတော့မသိဘူးပေါ့နော်တကယ်လို့ဝက်ဆန်အသင်းကတည်ရမှသို့မဟုတ်အာဆင်နယ်ရှိကအနိုင်3မှတ်ယူသွားမယ်ဆိုလို့ရှိရင်တော့တော်ရန်ဟော့စပါအသင်းတို့အတွက်ကိုလုံးစရာရှိတဲ့အလုပ်ကိုလုပ်သွားဖို့ကတော့တကယ်မှလိုအပ်နေတာဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့အသင်းရဲ့ကျွန်တော်တို့လက်ရှိထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး5ချိန်ကိုတွားကြည့်မယ်ဆိုလို့ရှိရင်တော့တော်ရန်ဟော့စပါအသင်းက5ချိန်တလုံးအနိုင်ရထားတာဖြစ်ပါတယ်ထူးခြားချက်အနေနဲ့ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ9ပွဲမှာဒီဂိုးတွေက3ခုအထက်ကျွန်တော်မြင်တွေ့ရတာလည်းဖြစ်ပါတယ်ပထမကျော်လီယူနိုက်တက်တဲ့အိမ်ဝင်းမှာတော်ရီယန်စပါတင်က 1-2 ဆိုတဲ့ရလဒ်နဲ့အနိုင်ရထားတာဖြစ်ပါတယ်ဟုတ်ကဲ့တော်ရီယန်စပါတင်ရဲ့နောက်ဆုံး9ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့တော်ရီယန်စပါတင်က2ပွဲနိုင်ပြီးတော့2ပွဲရှုံးလာတဲ့တစ်ပွဲတည်ကြတာနိုင်ထားတဲ့2ပွဲရလဲဒါ2ပွဲဇက်ပေါ့နော်ဦးသိန်းကို0-1နဲ့နိုင်တယ်ဗီလာသိန်းကို1-2ဆိုတဲ့ရလဒ်နဲ့အနိုင်ရထားခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့တဲ့တင်ဖြစ်တဲ့ဒီလီယူနိုက်တက်အသင်းပေါ့လီယူနိုက်တက်အသင်းနောက်ဆုံး9ပွဲမှာလီယူနိုက်က3ပွဲနိုင်တယ်ဝဲတည်ကြားတဲ့တစ်ပွဲရှုံးတယ်နောက်ဆုံးပွဲစဉ်ဘန်လီနဲ့ပွဲစဉ်မှာ3ဂိုးဆိုတဲ့ရလဒ်နဲ့ဒါအနိုင်ရထားတာဖြစ်ပါတယ်ဟုတ်ကဲ့ဒီနှစ်သင်းအနေထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့နှစ်သင်းလုံးကတော့တိုက်စစ်နဲ့ခံစစ်ဒါညတာတယ်လို့ပြောရမယ်နှစ်သင်းလုံးမှာ9သွင်းချေရှိတဲ့ကစားသမားတွေပါဝင်နေတာလည်းဖြစ်ပါတယ်9ရဖို့လည်းအရှိလုံးကပွဲတွေလို့ပေါ့နော်9ရနိုင်တဲ့အနေထားလည်းဖြစ်ပါတယ်9တွေပြန်လာသွင်းနိုင်ပွဲလည်းဖြစ်ပါတယ်လက်ရှိပေါ့နော်စပါတင်ရဲ့လက်ရှိမှာအဆင့်19ရာမှာရှိပဲရမှာ39မှတ်နဲ့သူအောက်ကဝက်ဆန်ယူနိုက်တက်က36မှတ်တမှတ်တန်ကွာထားတဲ့အနေထားကြောင့်မလို့စပါတင်နေနဲ့ဒီလီယူနိုက်တက်အသင်းကိုမဖြစ်မနေအနိုင်ကစားဖို့လိုနေတာလည်းဖြစ်ပါတယ်စပါတင်ရဲ့ရှေ့လာမယ့်ပွဲစဉ်ကတော့ဒီလီချယ်ဆီအသင်းကိုဝေးဝေးမှာသွားကန်ရမယ်ပြီးအေဗာတန်အသင်းကိုအိမ်ကွင်းမှာခက်ခဲနဲ့ကစားဖို့လည်းရှိနေတာဖြစ်ပါတယ်အဲကြောင့်မလို့ဒီစပါတင်နေနဲ့ဒီပွဲစဉ်မှာအနိုင်ရအောင်စွမ်းဆောင်ဖို့အတွက်အရန်ကိုအရေးပါတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်ဟုတ်ကဲ့ဒီလီယူနိုက်တက်ပေါ့နော်လီယူနိုက်တက်ကတော့သူတို့အသင်းနေနဲ့ဒီနောက်ဆုံးသွားကစားမှာတော့ဒီ Brighton အသင်းကိုအိမ်ဝင်းမှာကစားရမယ်ပြီးရင် Western United အသင်းနဲ့တွေ့မယ်သူက Western United အသင်းနဲ့တန်းစင်းဆောင်ကအသင်းနဲ့ထပ်တွေ့တဲ့အနေအထားဖြစ်ပါတယ်လက်ရှိမှာ Leeds United အသင်းကတိတ်ပြီးတော့ခေါင်းခဲတဲ့မလို့ဘူးပေါ့နော်လက်ရှိဖြစ်နေတဲ့ခေါင်းခဲနေရတာတော့တော်တယ်ဟော့စပါအသင်းကိုလုံးကိုကောင်းကောင်းလုပ်ဖို့လိုအပ်နေတာလည်းဖြစ်ပါတယ်ဒါကြောင့်မလို့တော်တယ်ဟော့စပါအသင်းအနေနဲ့မဖြစ်မနေဒီပွဲစဉ်ကိုအနိုင်ရဖို့စွမ်းကုန်ကြိုးစားလာမယ်လို့ကျွန်တော်မြင်တယ်ဒီနေ့သင်းရလဲဂိုးတွေအပြန်လှန်သွင်းပြီးတော့လန်ဒန်ဒါဘီပွဲဖြစ်တာနဲ့အညီဖက်တဲ့ဘက်ဂိုးတွေအပြန်လှန်သွင်းသွားမယ်လို့ကျွန်တော်မျှော်လင့်နေကျွန်တော်ကိုပေါင်းအများနဲ့တော်တယ်အောင်စပါတင်ကိုပဲရွေးချယ်တာပဲကောင်းပါတယ်နော်ဟုတ်ကဲ့ကျွန်တော်ဒီပွဲစဉ်လေးကိုကျွန်တော်ရဲ့အသုံးသက်ချက်လေးကိုဖြစ်ပါတယ်ဒီပွဲစဉ်ကတော့ဒါမေလ12ရက်နေ့နောက်ကျပွဲစဉ်အဖြစ်ရှင်ပြန်ကစားသွားမှာလည်းဖြစ်ပါတယ်ဟုတ်ကဲ့တော်တယ်အောင်စပါတင်နဲ့လီယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာတော့ဒါတော်တယ်အောင်စပါတင်နဲ့ကိုပေါင်းအများကိုပဲကျွန်တော်ကြိုက်ပါတယ်ဟုတ်ကဲ့ညီကိုတို့ကတော့ဘယ်လိုရတာတွေထွက်ပေါ်မလဲဆိုတာကတော့ဆွေးနွေးပေးခဲ့ကြပါအောင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ